ကျွန်တော်ရေဆုံး manager ဆက်ပါမယ် base speed setting ဒီမှာဆိုလို့ရှိရင်ဒီမှာ performance mode balance mode power saving ဒါကတော့ရှေ့ရ CV ဒီမှာလည်းပါခဲ့တယ်ပဲနောက်ကြတော့သူက image stabilization touch optimization ပါတယ်touch ရဲ့ဒီနှိပ်တယ်ပေါ့နော်နှိပ်တဲ့တွက်တဲ့နှုန်းတွေပါတယ် response တုံ့ပြန်တဲ့နှုန်းတွေတိကျနှုန်းတွေအဲ့ဒါတွေချိန်တာပေါ့နော်ပြီး bypass charging နဲ့ဒီ Neo မှာပါလာတယ်အေး Neo မှာတော့ Power 6 Neo 4G တော့ပါလာဘူးအခု7မှာတော့ပါလာပြီဖြစ်တယ်နောက်တဲ့ setting တွေမှာသူ့မှာကနောက်ထပ် magic voice changer လည်းပါတယ် graphic color ပေါ့နော်ဒါ color filter လို့ပြောမယ် colorful လို့ soft လို့ realistic လို့ထားလို့ရတယ်အတန်တွေပါတယ်ချိန်နေရပါတယ်ကဲတော့ setting လေးချက်ပြအောင်ပေါ့နော် one jet setting ultra ထိရတယ် ultra ဒါ quality อ่ะပေါ့နော် quality က ultra frame rate က super ထိရတယ် super ဆို90ပေါ့နော်90 fps ထိရတယ်ကျွန်တော် setting ကိုတော့သူ့မှာရတော့အမြင့်ဆုံးကျွန်တော်တင်လိုက်ပြီဆိုတယ်ဒီ display က AMOLED မဟုတ်ပေမဲ့ Full HD Plus LCD နဲ့လာထားဆိုပေမဲ့ color ကတော့တော်တော်လေးကိုစိုးရဲနေကြလို့ရှိရပါတော့ color ဆိုရဲတိကျမှုပိုင်းတွေပါရကောင်းနေပါတော့ကျွန်တော်အခုစားဆော့တဲ့အချိန်မှာက battery 100 ရာခိုင်နှုန်းပေါ့နော်ဒါခုနကကျွန်တော်ဒီ gain နဲ့ကိုဝင်တာတွေ setting တွေလိုက်ပြနေတဲ့အချိန်တွေကလေးကဒီ battery က100 ရာခိုင်နှုန်းနဲ့စထားတာပေါ့နော်အခုဒီ100 ရာခိုင်နှုန်းကနေတော့မကျသေးဘူးကျွန်တော်ဒီတပွဲပြီးတဲ့အချိန်မှာအားဘလောက်စားလဲဆိုတာချက်ကြည့်ကြည့်မယ်ကျွန်တော် setting တွေကိုလည်းအကုန်လုံးအမြင့်ဆုံးတင်ထားတာပေါ့နော်အဲ့တော့ setting မြင့်နေအားပူစားရပဲဆိုတော့ဒီ battery ကိုစမ်းကြည့်လိုက်အောင်ပွဲစပြီးတော့2မိနစ်ရှိရဲ့အချိန်ထိတော့ battery က100 ရာခိုင်နှုန်းမှာပဲရှိသေးတယ်နော်ဘောလုံးချက်တပွဲပြီးသွားတဲ့အချိန်မှာ battery က68အထိရှိတယ်။ပူချိန်ကလည်းလုံးဝကိုမပူသလိုပဲပေါ့နော်။နည်းနည်းလေးနွေးတယ်ဆိုရင်တော့ပဲပူတယ်ဆိုတော့မဟုတ်တာဗျ။တော်လေးကို cooling system နဲ့လုပ်ဖြစ်တယ်ပေါ့နော်။ battery ကဒီမှာ68 ရာခိုင်နှုန်းအထိကျွန်တော်ရှိသေးတယ်။ဟုတ်ကဲ့အားလည်းတော်လေးကိုခံတယ်ပြောပြရမယ်အဲ့တော့ PUBG ဘက်ကိုသွားရအောင်။ mobile ကျမှပါခဲ့တဲ့ setting တွေတိုင်းပဲပေါ့နော်။ bypass charging တို့ touch optimization တို့ပါမယ်။ဒီမှာဖုန်းကို auto ညင်းတာတို့ auto hold တဲ့ကိုပို့တာတို့အဲ့ဒါတွေပါမယ်။သူ PUBG မှာက Mobile Legends နဲ့မတူတာကဒီ color inversion ပါလာတယ်။ color inversion ကကျတော့ဘာလဲဖွင့်ပြမယ်ပေါ့နော်။ color ကိုဒီလိုမျိုးဖြစ်သွားတာပေါ့။ဒါက enemy တွေကိုနည်းနည်းပိုရှင်းရှင်းလေးပိုမြင်ရတယ်ပေါ့နော်။ချို့လူတွေကကြိုက်တယ်ချို့တွေကြောက်တယ်ခေါင်းမူလို့မကြိုက်ဘူးနော်။ကျွန်တော်ပိတ်ပြီးတော့ဆော့လိုက်မယ်။ကျွန်တော် smoothness ဆိုရင် ultra အထိရတယ် smoothness ဆိုရင် ultra အထိရတယ် balance နဲ့ဆိုရင်လည်း ultra အထိရတယ် HD ဆိုရင် high အထိရတယ်ကျွန်တော် smooth ultra နဲ့ဆော့လိုက်မယ် okay ဒီရန်လေးဆော့ကြည့်အောင် gyroscope on လိုက်ပြီ gyro ကလည်းဒီမှာပေါ့နော် delay တွေပါရဲ့အဲ့လိုနောက်ကျတာတွေပါရဲ့ gyro ကလည်းနောက်ကျတာတွေပါရဲ့မရှိဘူး တွတ်တယ်ကျွန်တော်ဆော့တော့ I won my last match ကျွန်တော်ဂျာယိုနဲ့မဆော့တယ်ဘူးဂျာယိုပိတ်လိုက်မယ်နော်ပြီးမှ training room နဲ့မှဂျာယိုတီးတက်စမ်းပြပါမယ်ကောင်ကဒီကနေရာမှာ Dolby Atmos ကိုသုံးထားပြီးတဲ့အပြင်သူရဲ့ gain turbo တွေက
immersive sound function နဲ့ကြတော့ကျန်သူရဲ့ခြေတံကိုပို့ပြီးတော့တိတ်ကိုပဲကြားရတယ်ပေါ့နော် enemy လာတဲ့ခါခြေတံကိုကြည်ကြည်လေးလေးပို့ပြီးတော့ကြားရတယ်ဆက်စပြီးတော့80နဲ့3កောင်ကျန်တဲ့အနေထားအထိမှာဘက်ထရီကစဆော်တော့အတိုင်းပဲ60ခွန်အားပဲရှိသေးတယ်ပေါ့နော်လုံးဝကိုဘက်ထရီမကျသေးဘူးဗျအခုထက်တည်းလည်းအပူချိန်ကကျွန်တော် Mobile Legends ခုနကဆော့တော့အတိုင်းပဲနွေးနွေးလေးပဲရှိသေးတယ်တိတ်တောင်မှစမ်းကြည့်တော့မသိတော့ဘူးဗျအပြင်ရာသီဥတုအပူချိန်လေးလိုပဲရှိသေးတယ်ဒီ G100 ပေါ့နော် G100 က efficiency ဦးစားပေးတဲ့ SoC ဖြစ်တယ် raw power ဦးစားပေးတဲ့ SoC မဟုတ်ဘူးပြီးတော့ဒီကောင်က battery ကလည်း battery capacity ကလည်းများတယ်နောက်တစ်ခါ 10 layer cooling system နဲ့ပါပြီးတော့အပူချိန်မှာတော့တော်လေးကိုတက်တာကြဒီ Helio G100 မှာတော့ balance များတယ်လို့ပြောရမယ် enemy အနေနဲ့ကအခု64 63ပေါ့နော်63កောင်ကျန်သေးတယ် battery အနေနဲ့က 1% ပဲရော့သေးတယ်ဗျ60ခွန်ကနေပွဲကိုစားလိုက်တာအခု96ပဲရှိသေးတယ်ဆိုတော့100ခိုင်နှုန်းပဲသူရော့သွားသေးတယ်လောလောဆယ်အထိ48កောင်ပဲကျန်တော့တယ်ဘက်ထရီကတော့စားစော်တော့60ခွန်နဲ့စော်တာအခု96အထိကိုရှိသေးတယ် 1% ပဲရော့သေးတယ်အဲ့ဒါကြီးကလုံးဝပြည့်စုံဖြစ်သွားပြီနော်ပွဲရထက်ဝက်draw လေးကိုကျိုးလာပြီအဲ့တော့မှဘက်ထရီက 1% ပဲရော့သေးတယ်ပုံမှန်ဆိုရင် PUBG လို game မျိုးက9000 mAh ဖုန်းတော်တော်များများမှာကတပွဲကိုဆို20လောက်အထိကိုစားရတယ်20ရာခိုင်နှုန်းအထိကိုစားတဲ့ဖုန်းတွေရှိတယ်ဒီမှာတော့ပွဲရထက်ဝက်ကျိုးလာပြီဆိုတော့မှပဲ 1% ပဲရော့သေးတယ်ဆိုတော့ကြီးကတော်တော်မိုက်နေပြီပေါ့နော်ကျွန်တော်ဆိုဝဲနဲ့အပူချိန်သွားစစ်မယ်ပေါ့နော်ဘက်ထရီအနေနဲ့က 38.5အဲ့လောက်ပဲပူသေးတယ်ဒါက 38.5 ပေါ့နော်စော်ဝဲနဲ့စစ်တာပေါ့နော်ဖုန်းမှာဆိုရင်ကိုလက်ကင်ရတဲ့အတွေ့အကြုံနေထားဆိုရင် PC လေးပဲမျိုးရပြပူရဲ့နေတော့မရောက်သေးတော့ဘူးနော်ဝန်ထမ်း check-in တင်တာဖြစ်သွားပြီပွဲပြီးသွားပြီအဲ့ဒီချိန်မှာဘက်ထရီက94ဆိုတော့ကျွန်တော်60ခွန်ကနေစဆိုတာကျွန်တော်အဲ့ကြားထဲမှာခုနက CPU စော်ဝဲနဲ့တွားပြီးထောင်းလိုက်ပြီးတယ်အဲ့ဒါပဲနေတော့မှပဲကျွန်တော်ဘက်ထရီက300ခိုင်နှုန်းနဲ့ရော့သွားရင်ဒီပွဲလုံးပေါင်းတယ်နော်ပွဲရဲ့ Iran ငယ်ဆော့တာဆိုတော့တော်လေးလေးကြာတယ် Soundhook player တွေဆိုရင်တော့ဒီလောက်တော့မှရော့မှာမဟုတ်ဘူးဗျာကျွန်တော် Iran ငယ်ဆိုတော့ပွဲကတော်လေးကြာသွားတယ်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးပေါ့နော် conclusion အနေနဲ့ပြောရမယ်ဆိုရင်ဒီဖုန်းရဲ့ဈေးကကျွန်တော်ရှိမှရှိတဲ့ model ကတော့8256 model ပေါ့နော်8256 model ကို6သိန်းကို100ရုံ5သိန်း9900နဲ့ပေါ့နော်ရတယ်အဲဒီဈေးနဲ့ရတာတွေကတော်တော်လေးကိုတန်တယ်ဗျသူ့မှာကဒီ gaming mode ကိုပြောရမယ်ဆိုရင်10 layer cooling system ပါတယ်နောက်တစ်ခါ battery 9000 mAh ပါမယ် Helio G100 Ultimate ကို5သိန်းကျော်နဲ့ရတာပေါ့နော်အဲ့တော့အဲ့ဒီနောက်ပြီးတော့သူ့ရဲ့ game space မှာပါတဲ့ function လေးတွေနဲ့တွဲဆက်လိုက်မယ်ဆိုရင်ဒါကဒီဈေးတန်းမှာ PUBG တို့ Mobile Legends တို့နောက်ဆုံး Data Force မှာဆိုရင်လည်း60 fps ရတယ်အဲ့တော့တော်တော်လေးကိုအဆင်ပြေတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်ဒီလက်ရှိဒေါ်လာဈေးနဲ့ဗျာဒီဈေးမှာကတော်တော်လေးကိုမိုက်နေပြီဗျာဒီဖုန်းကကင်မရာဘိုင်းဆိုရင်လည်း108 megapixel က108 megapixel ကတော်တော်လေးကိုအလုပ်ဖြစ်တယ်ကျွန်တော်ရိုက်ထားတဲ့ပုံလေး share review မှာတော့ထည့်ပေးခဲ့တယ်အဲ့တော့ကိုက game ဆော့ရမယ်သူဆိုရင်တော့ဟိုဟာတော့ Fortnite တော့သွားမစောနေပေါ့နော် Fortnite တို့ Once Human တို့သွားမစောနေ Once Human တော့မရဘူးတော့မဟုတ်ရတယ်ဒါပေမဲ့ graphics တက်တင်တော့တော်လေးတော့ချိန်ရမယ် Once Human က Agent 3 မှာတော့နည်းနည်းတိုင်းဘက်ချင်တဲ့ data မှာရှိရဆိုတော့အဲ့တော့ AC ပါပဲဒီလိုတာမန် game တွေလောက်ကတော့ဒီ phone AC handle လုပ်နိုင်တယ်ပေးရတဲ့ဈေးနဲ့တော်လေးကိုတန်တယ်အားလုံးကျေးဇူးပါ